အားလုံးပဲမင်္ဂလာပါ။ဘာဆရာမြင့်တဲ့ကပဲဆရာမထောင်းမော်ခေါ်တိုင်းမှာဖြစ်ပါတယ်1388ခုနှစ်မှာ21ရက်နေ့မှာသာမဖြစ်မနေပြုလို့ရမယ်။အောင်မြင်မှုထိတ်ဆုံးကိုရောက်ရှိစေတယ်။နေကအားရီကင်းစင်စေတဲ့ရေဒီယာလေးကိုပြပြပေးမှာဖြစ်ပါတယ်။ဒီရေဒီယာဟာ1388ခုနှစ်မှာခုနှစ်သားသမီးတွေမဖြစ်မနေပြုလို့ရမယ်ရေဒီယာစီရင်မျိုးဖြစ်ပါတယ်။1388ခုနှစ်ဟာတက္ကသိုလ်နန်ဆိုတဲ့အလုတ်ကျူဟာထုံးဆိုတဲ့ဇေယျကျုံမှာရောက်ရှိနေတယ်။ဒဲနာနန်လို့ခေါ်တဲ့ငွေကျုံဟာဘင်္ဂါဆိုတဲ့အပြက်မှာရောက်ရှိနေတာဖြစ်ပါတယ်။ခုနှစ်သားသမီးတွေဟုတ်တော့မလို့ကောင်းတော့မလို့အပြားရှူသွားတတ်ပါတယ်။အလုပ်တွေကောင်းတယ်အလုပ်တွေရှိတယ်။သို့တော်ညာလည်းငွေကိုမစုစားမိတာငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာငွေကြေးနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးတာငွေကုန်ကြေးကြတွေများတာငွေကြေးပြဿနာတွေခုနှစ်သားသမီးရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။အဲ့တော့အင်္ဂါသားသမီးဆိုရင်တော့လာမဲ့1388ခုနှစ်မှာပုတိဂျိုဆိုတဲ့အိမ်မှာရောက်ရှိနေတာဖြစ်ပါတယ်မိမိတို့စိတ်သားတိုင်းကိုမပါတာစိတ်ဆင်းရဲတာစိတ်ထင်တိုင်းကျဲကြံတာမိမိတို့သူတစ်ပါးအတွက်အသက်ရှင်နေရတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအနေနဲ့လည်းလာမယ့်1388ခုနှစ်မှာတနည်းပတ်လုံးကန်ဆာတာတွေကောင်းမှုအတွက်ပြုလုပ်ရတဲ့ရေဒီယာနေ့ခုနှစ်သားသမီးတွေပြုလုပ်ရတဲ့ရေဒီယာနေ့ကိုလည်းပြပြပေးမှာဖြစ်ပါတယ်မိမိတို့21ရက်နေ့မှာပြုလုပ်ရမှာဖြစ်ပါတယ်21ရက်နေ့မတိုင်ခင်မှာစပင်မိမိတို့ခြေသက်လက်သေးတွေကိုကြိုတင်ပြီးတော့အထုပ်လေးတွေထုတ်ထားမှာဖြစ်ပါတယ်21ရက်နေ့မနက်ပိုင်းမှာတော့မိမိတို့ရဲ့ပန်းမြတ်မာလာရင်းနဲ့ဖះမှာတူတန်းပြီးတော့မှအသေးချအကြနာဆူတောင်းမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်မဆူတောင်းခင်မှာတော့မိမိတို့အချီကျိုးကိုလက်တလန်တိုင်းပြီးတော့မှပခုံးပေါ်တင်ရမှာဖြစ်ပါတယ်မိန်းကလေးဆိုရင်တော့ဘဲဘဲပခုံးယောက်ျားလေးဆိုရင်တော့ညောင်ဘဲပခုံးမှာတင်ပြီးတော့မှမိမိတို့ရဲ့ပန်းမြတ်မာလာတွေကိုလူတန်းရမှာဖြစ်ပါတယ်ဒီလိုလူတန်းပေးပြီးဆိုရင်တော့အုံးသီးအခွန်ချွတ်ထားတဲ့အုံးသီးမှာမျက်စိပေါက်ဖောက်ထားမှာဖြစ်ပါတယ်အုံးသီးတွေကရေတွေကိုတုံလာမှာဖြစ်ပါတယ်ပြီးရင်မိမိတို့အတက်နေ့မှာကြိုတင်ပြီးတော့ဖြတ်ထားတဲ့စပင်တွေခြေသက်လက်တွေထည့်ရမယ်ပန်းမြတ်မာလာတွေလူတန်းပေးပြီးတော့မိမိတို့ခြေမန်းကွင်းကိုခြေထောက်အောက်ကနေပြီးတော့ဖြုတ်ရမှာဖြစ်ပါတယ်ဖြုတ်ပြီးတော့ကျမတို့မျက်စိပေါက်တွေကိုထည့်ရမှာဖြစ်ပါတယ်အုံးရည်ကကြိုတင်ပြီးတော့တုံလာမှာဖြစ်ပါတယ်ဒီလိုခြေသက်လက်စပင်တွေမိမိတို့ခြေမန်းကွင်းတွေထည့်ပြီးသွားပြီဆိုရင်တော့အုံးသီးတွေကိုရေပြည့်ပြန်ထည့်ရမယ်ရေတွေပြန်မထွက်အောင်အပေါ်ကနေစို့တစ်ခုနဲ့ရိုက်ရမှာဖြစ်ပါတယ်ကျမတို့21ရက်နေ့ညနေ9:00နာရီမှာမြေချောင်းမှာတွားပြီးတော့မျောရမှာဖြစ်ပါတယ်အုံးသီးကရေပြည့်ထည့်ထားဖြစ်တဲ့မြေအောက်ကိုရောက်သွားမှာဖြစ်ပါတယ်အဲ့တော့တိုင်းတစ်ပတ်လုံးမိမိတို့ကြုံတွေ့မဲ့ညံ့နေခိုက်တွေမကောင်းတာတွေအားလုံးဒီအုံးသီးခွန်ချွတ်ထဲမှာပါသွားပြီဆိုပြီးတော့ဆူတောင်းပြီးတော့မှမိမိတို့ပြန်လာမှာဖြစ်ပါတယ်အဲ့တော့ခုနှစ်သားမြေ1388ခုနှစ်မှာမဖြစ်မနေငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြုံလာပြီဆိုရင်မဖြစ်မနေပြုလုပ်ရမယ့်ရေဒီယာနီးကိုလည်းပြပြပေးမှာဖြစ်ပါတယ်ဒါကတော့မိမိတို့လာမယ့်21ရက်နေ့မိမိတို့နှစ်စမှာမိချောင်းအစာကျွေးရမှာဖြစ်ပါတယ်ဒီလိုမိချောင်းအစာကျွေးခြင်းအပြင်ခုနှစ်သားမိတွေ1388ခုနှစ်မှာကြုံတွေ့ရမယ်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေအောင်မြင်စွာကြော်ဖြတ်နိုင်စေမှာဖြစ်ပါတယ်ကျမရဲ့နောက်ဗီဒီယိုတစ်ခုမှလည်းခုနှစ်သားမိအတွက်အလုံးအစမ်းထက်တဲ့အဘဆရာကြီးမင်းသိခါရဲ့ခေါင်းဆေးမင်္ဂလာအစီအရင်ပြုလုပ်နည်းကိုလည်းခုနှစ်သားမိအတွက်ပြပြပေးမှာဖြစ်ပါတယ်ဒါကြောင့်ခုနှစ်သားမိတွေကျမရဲ့အလုံးအစွမ်းထက်တဲ့အနိဋ္ဌအားတွေကင်းစင်စေတဲ့21ရက်နေ့မှာသာပြုလုပ်ရတဲ့ရေဒီယာနီးကိုပြောကြားခဲ့တာဖြစ်ပါတယ်1388ခုနှစ်မှာခုနှစ်သားသမီးတွေမိမိတို့ရဲ့လူရင်းဆန္ဒတွေတလုံးတဝတည်းပြည့်စုံနိုင်ကြပါစေ။